ကျွန်တော်ဒီနေ့ပြောပြမှာကတော့ဘလောက်ပဲဟန်တာအောင်မြင်မဲ့လူတွေကဆိုလို့ရှိရင်သူတို့ဟာအချိန်ခါကိုလက်လျော့ညှိထွေးပြီးတော့နေနိုင်တတ်ကြတယ်သူတို့ရှေ့မှာရောက်ရှိလာတဲ့အခွင့်အရေးမှသမျှကိုလည်းအမိအယဆုပ်ကိုင်နိုင်စွမ်းရှိကြတယ်ဘာလို့ပဲလို့စဉ်းစားစီခြင်းညာထက်တုတ်တတ်ကြတယ်အောင်မြင်တာပြင်းမြောက်တာကိုစိတ်ထဲမထားဘဲနဲ့သူတို့လှုပ်ဆော်ရမယ့်အလုပ်ကိုအကောင်းဆုံးလှုပ်ဆော်ဖို့စိတ်ပိတ်ဖြတ်ရတယ်ပညာဘုဒ္ဓကိုလည်းကဘာနှံ့ကနေရှာမိကြတယ်အကျိုးရှိမဲ့သူတို့ကထင်တယ်ဆိုလို့ရှိရင်ဘာမဆိုလှုပ်ဆော်ဖို့ဝန်မလေးတတ်ကြဘူးတခါတလေမှာတော့အမတန်လို့မန်လျှော့ရပေမဲ့စိတ်မလျှော့ပဲအခွင့်အရေးကြိုရင်ကြိုတယ်လို့ပြန်ပြီးတော့လက်စားချစ်တတ်ကြတယ်ဆောင်ရွက်ရမယ့်အရာများကိုလည်းကြိုတင်ပြင်ဆင်တတ်ကြတယ်ချက်ချင်းလည်းလှုပ်ဆောင်တတ်ကြတယ်ဒီလိုလူတွေဟာဆိုလို့ရှိရင်ဘလို့ပဲတတ်မြင့်အနည်းနဲ့အမြန်ပဲအောင်မြင်မှုကိုရရှိပိုက်ဆိုင်သွားကြတယ်